ကဘာပေါ်မှာအချမ်းသာဆုံးဘောလုံးသမားက Lionel Messi မဟုတ်တယ်လို့ Cristiano Ronaldo လည်းမဟုတ်ဘူးဆိုတာသင်သိပါသလားဘောလုံးလောကရဲ့တကယ်ဘယင်ကဘာတူလဲ Ronaldo ဆိုရင် like baby comment မှာအားပေးစကားပြောသွားကြပါဦးသူ့ရဲ့ချမ်းသာကြွယ်ဝမှုကအရန်ကြီးမားလွန်းတာကြောင့် Ronaldo ကိုနှိုင်းယှဉ်ကြည့်ရင်စင်းရဲသားလို့ထင်ရစီပါတယ်ပြီးတော့အယူဆုံးပိုင်းကရောဘောလုံးပရိသတ်99ရာခိုင်နှုန်းကသူ့နာမည်ကိုတော့မသိကြပါဘူးနံပါတ်5 Erling Haaland ပြောစရာအတွက်ဂိုးတွေသွင်းရင်တန်းပေါင်းများစွာဝင်ငွေရနေတဲ့သူ Manchester City မှာသူ့ရဲ့ကြီးမားတဲ့လာစာနဲ့ကြီးမားတဲ့ sponsor စာချုပ်တွေကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာ380လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်နံပါတ်4 Kylian Mbappe ကွင်းထဲမှာမျက်နှုံးနဲ့ကြီးမားတဲ့စာချုပ်တွေတော်ညာတွေနဲ့ကမ္ဘာလုံးဆိုင်ရာမိတ်ဖက်တွေကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာ9ဘီလီယံနီးပါးအထိရှိလာခဲ့ပါတယ်နံပါတ်3 Lionel Messi Ballon d'Or ဆု9ဆု Inter Miami CF မှာ share တစ်ခုနဲ့ Adidas နဲ့တသက်တာစာချုပ်ချုပ်ဆိုထားပါတယ်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာ300ကျော်ရှိတယ်လို့ခန့်မှန်းရပါတယ်နံပါတ်2 Cristiano Ronaldo ဘောလုံးစူပါစတာကနေကမ္ဘာလုံးဆိုင်ရာ Empire အထိ Al Nassr FC ဟိုတယ်တွေစီးပွားရေးလုပ်ငန်းတွေနဲ့အမှတ်တဆိုင်စာချုပ်တွေကြောင့်သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဒေါ်လာ1ဘီလီယံကျော်အထိမြင့်တက်လာခဲ့ပါတယ်ဒါပေမဲ့နံပါတ်1ကတော့ကမ္ဘာအချမ်းသာဆုံးဘောလုံးသမားပါသူကဥရောပမှာမကစားဘူး Ballon d'Or ဆုကိုဘယ်တော့မှမရခဲ့ဘူးဒါပေမဲ့သူ့ရဲ့ချမ်းသာကြွယ်ဝမှုကဘီလီယံနဲ့ချီတယ်သူ့ဘယ်သူလဲဆိုတာသိလားသူ့နာမည်ကိုမှတ်ချက်မှရေးခဲ့ပါဗီဒီယိုလေးကိုကြိုက်ရင်တငယ်ချင်းတွေကိုပါ share ပေးလိုက်